လေကြည့်ပြီးနှမောင်းလဲရှိသည်ကြံကိုစားသည်စင်ကိုတရိษံယုံနဲ့တွေ့နိုင်တယ်။မလေးရဲ့မြန်မာနိုင်ငံတွင်အဖြူနှင့်အမဲနှမျိုးသာတွေ့ရ၏အမဲမဟုတ်လင်အဖြူဟုသတ်မှတ်ထားသည်မယုံရင်ကြောက်တော်ကြီးဖျားတယ်သွားကြည့်နေ။မလေးညံ့လိုက်တာဟဲ့ဒုက္ခပါပဲတမှတ်ပဲပြီးနော်သူများပါလေကိုကိုဦးဖွက်ကြားနော်ပိတ်ချီသူ့နောက်မှာနယံအမဲကြတယ်ဟာဆိုဒီမှာကောင်းနှင့်ကိုတစ်ဆက်သေးရှိပြီးလေဘင်းမပါတော့တတဝါဖြစ်သည်မှန်တယ်လေဘင်းမပါခြင်းအကြောင်းရင်းမှာဆွဲကြိုးဆွဲရန်ငွေကြေးမတက်နိုင်ရဲ့မျက်လက်စရာဖြောက်ပေးထားခြင်းဖြစ်သည်ဘာတွေလဲလမ်းလျှောက်၍မသွားပဲခုံဆွသွားခြင်းမှာအရင်ဘဝကတရုတ်တရေဝင်စား၍ဖြစ်သည်ကြည်စမ်းသူတို့ဒီမာနာလည်းမကြည့်တတ်အဝင်မပြင့်တတ်ဟာအကြောင်းသိလိုပါက www.ha.com တွင်ဝင်ရောက်လေ့လာနိုင်သည်အပြက်ကချော်တွေရေးထားတာဟာဤကိုရေးရာဆိုရင်အချက်လက်များကိုသူတို့ဤတငယ်ချင်းမွေများထံတွင်မေးမြန်းနိုင်သည်ဟဲ့မွေနဲ့တငယ်ချင်းဖြစ်မလားဒုက္ခပဲလိပ်စာမှာကြောင်ကြိုးကြောင်ညာဖြစ်သည်ကြည့်အောင်အပြောင်ပြက်လောက်ထားတာဆရာမတပည့်ရမနိုင်ဘူးတော့ဒုက္ခပဲတွေ့မယ်ဒင်းတော့တွေ့အောင်မယ်နေမင်းကိုကိုဗျာတောင်းလာနေပါဟုတ်ကဲ့အားထားတဲ့ဆိုင်ဆောင်တော်တော်ကောင်းပါလေဟုတ်ကဲ့ကိုကိုဦးနောက်ကြိုးစားပြီးထိုင်ရင်နော်ညံ့လိုက်တာခါတယ်ဟောဆင်မဟင်ကျွန်တော်စာအုပ်မှာဘာရေးထားလဲဟောလက်ရေးကိုရှင်းအောင်ရေးပါလို့ရေးထားတာဩဆရာမရေးလေရေးကိုမရှင်းဘူးဖြစ်နင်ကမြန်မာကိုလက်ရေးမလောက်ပြောဟုတ်လားဟုတ်ပါ